အားလုံးပဲမင်္ဂလာနံနက်ခင်းပါခရီးနာတော်သည်နက်နက်တိုင်းအသက်ဖြစ်သည်လို့ဆိုထားတဲ့အတိုင်းဒီနေ့မနက်ခင်းမှာလည်းအသက်တော်ခရီးနာတော်နဲ့အတူဘုရားသခင်နဲ့အစပြုနိုင်ဖို့ Start Your Day with God ရဲ့ Drops of Light အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်အကောင်းမြင်စိတ်ထားပါဆိုတဲ့အကြောင်းအရာလေးကိုအားလုံးအတွက်ဒီနေ့မှာဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်နေ့တစ်နေ့ရဲ့အစမှာတင့်ရဲ့စိတ်ကိုကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။အဲ့ရကနုံနုံချင်းမှာပဲဒီနေ့အတွက်ယေရှုတင်ပါတယ်။ဒီနေ့ကိုပျော်ရွှင်စွာနဲ့အကောင်းဆုံးဖြစ်အောင်ဖြတ်သန်းမယ်။တခြားသူတွေအတွက်လည်းအကျိုးရှိစေမယ့်သူဖြစ်စေမယ်လို့စိတ်ထဲမှာဆုံးဖြတ်ထားပါ။အကယ်၍သင်ကသင်စိတ်ကိုကြိုတင်မပြင်ဆင်ထားဘူးဆိုရင်အဆိုးမြင်စိတ်တွေကသင်ကိုလွှမ်းမိုးသွားပါလိမ့်မယ်။မနေ့ကအမှားတွေပြဿနာတွေဒါမှမဟုတ်အခြားသူတွေရဲ့မကောင်းတဲ့ဆက်ဆံမှုတွေကိုစဉ်းစားပြီးနေ့တစ်နေ့ကိုအစိုးမြင်စိတ်နဲ့မစတင်မိဖို့အရေးကြီးပါတယ်။နေ့သက်တိုင်းမှာအခွင့်အလမ်းတွေရှိနေပါတယ်။နေ့ရက်တိုင်းမှာကောင်းမွန်တဲ့အရာတွေကစောင့်ကြိုနေတယ်ဆိုတာကိုယုံကြည်ပါ။တနေ့တာအတွင်းမှာအခက်အခဲတွေနှောင့်နှေးမှုတွေဒါမှမဟုတ်စိတ်ဖြတ်စရာတွေကကြုံလာရနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီအရာတွေကိုသင်ရဲ့စိတ်ထဲအထိလွန်မှုမခံပါနဲ့အခြေအနေတွေဘလို့ပဲဖြစ်နေပါစေကောင်းမွန်တဲ့အရာတွေဖြစ်လာအောင်မယ်လို့အမြဲယုံကြည်ချက်ထားပါနေ့တစ်နေ့ကိုဘလို့စိတ်ထားနဲ့စတင်တယ်ဆိုတာကသင်ရဲ့တစ်နေ့တာလုံးဘလို့ဖြစ်လာမလဲဆိုတာကိုအဆုံးဖြတ်ပေးနိုင်ပါတယ်ဒါကြောင့်အကောင်းမြင်စိတ်နဲ့အမြဲတမ်းနှုတ်ကြတကြွနေပါလို့အားပေးချင်ပါတယ်အားလုံးကိုဖျားရှင်အထူးကောင်းချီးပေးပါစေယေရှုခရစ်နာမ၌အာမင်